စာဝလင်းနေမောင်နဲ့လွတ်ဝတ်စမ်းကြဲမှုခင်ဇလန်အပိုင်းတဲ့မိုးတဲ့ညကဖိတ်စာဒီနေ့ကျွန်တော်ပြောပြမယ့်ဇလန်ကတော့ရန်ကုန်မြို့ရဲ့မိုးတဲလာတဲ့ညတညမှာစတာဗျာဇလန်အစအဲ့ဒီညကမိုးကတော်တော်သေးတာလမ်းမပေါ်မှာလူကြီးတော့တိတ်နေပြီဦးနှင်းမောင်တယောက်အိမ်မှာအေးအေးဆေးဆေးစီးတံလေးခဲပြီးစာဖတ်နေတော့တောက်ဆိုတဲ့တကောက်ခောက်တန်ကစိတ်ငြိမ်မှုကိုဖျက်တောက်ပစ်လိုက်တယ်တကားကိုဖွင့်လိုက်တော့တကူလုံးရွှဲဆိုနေတဲ့လူငယ်လေးတယောက်သူ့မျက်နှာကသွေးမရှိသလိုဖြူလျော်နေတာဗျာသူ့လက်ထဲမှာလဲရှုံတွေပေးနေတဲ့စာအိတ်ဦးနှင်းမောင်ဒါကိုတစ်ချက်ကြည့်ပေးပါအောင်ကျွန်တော်အဖေပျောက်သွားလို့ပါတဲ့ဦးနှင်းမောင်ကတော့အေးဆေးပါပဲစာအိတ်ကိုဖြည်းဖြည်းချင်းဖောက်ကြည့်လိုက်တယ်အထဲမှာပါတာကဘာစာသားမှမဟုတ်ဘူးဗျာတူရကီအကျွေးစီဟောင်းတစ်စိရယ်ပြီးတော့သွေးစွန်းနေတဲ့ကေဆိုတဲ့အခေယာရေးထားတဲ့စကတ်အပိုင်းစားလေးတစ်ခုရဲ့ပဲဦးနေမောင်ကဆေးတံကိုတစ်ချက်ဖွာလိုက်ပြီးမျက်မှောင်းကျုပ်သွားတယ်ဒါကတာမန်ပျောက်ဆုံးမှုမဟုတ်ဘူးတငယ်လေးဒါကလွန်ခဲ့တဲ့10နှစ်ကအမှုဟောင်းတစ်ခုရဲ့အစပဲလို့ပြောလိုက်တယ်အဲ့ဒီနောက်ဦးနေမောင်နဲ့အဲ့ဒီလူငယ်လေးဟာရန်ကုန်မြို့အပြင်ဘက်ကဟောင်းနွားနေတဲ့ဂိုးတောင်ပြက်ကြီးတစ်ခုစီကိုမိုးရဲလီထဲထွက်ခဲ့ကြတယ်ဂိုးတောင်ထဲကိုရောက်တော့မီးလောင်မိန်အောက်မှာတစုံတစ်ယောက်ကကျိုးဆွဲခါတေဆုံးနေတာကိုတွေ့လိုက်ရတယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီလူရဲ့ခြေထောက်အောက်မှာထုံးဖြူလေးနဲ့စာတစ်ကြောင်းရေးထားတယ်ဗျာ။နှင်းမောင်တော့မဲ့နောက်ကျသွားပြီတဲ့။ဦးနှင်းမောင်ကအဲ့ဒီအလောင်းသားကိုတိုးသွားပြီးတေချကြည့်လိုက်တယ်။ရုတ်တရက်လောင်းရဲ့အင်ဂျီအိတ်ကက်ထဲကနေဖုံးတစ်လုံးမြေလာတယ်။ဦးနှင်းမောင်ကဖုံးကိုနှိပ်ပြီးနားထောင်လိုက်တဲ့အချိန်ဖုံးထဲကနေထွက်လာတဲ့အတန်းကဦးနှင်းမောင်ကိုစွန့်အားသွားစေခဲ့တယ်။ဟယ်လိုနှင်းမောင်ငါ့ကိုမှတ်မိသေးရဲ့လားအခုတည်နေတဲ့လူကမင်းရှာနေတဲ့လူမဟုတ်ဘူးနော်အဲ့ဒါကမင်းရဲ့တပည့်ကျော်မောင်ဆန်ထွန်းဖြစ်နေရင်ဘလူလွတ်မလဲဦးနှင်းမောင်မျက်လုံးတွေပြူးသွားတယ်သူ့အလောင်းရဲ့မျက်နှာကိုဥထားတဲ့ပစွန့်ကိုဆွဲလောင်လိုက်တဲ့အချိန်မှာတော့ episode 2မှာဘာတွေဆက်ဖြစ်မလဲဦးနှင်းမောင်တကယ်ပဲသူ့တပည့်ကိုဆုံးရှုံးလိုက်ရပြီလားလျှို့ဝှက်တဲ့ဖုံးခေါ်ဆိုသူကတော့ဘာတူလဲနောက်အပိုင်းမှာဆက်လက်နားဆင်ပေးကြပါအောင်ဗျာ